အားလုံးမင်္ဂလာပါနော်ဒီနေ့ဝီတို့ရဲ့ Healthy and Beauty Channel လေးကနေကြိုဆိုလိုက်ပါတယ်နော်ဒီနေ့ဝီမျှဝေပေးခြင်းနဲ့အကြောင်းအရာတွေထဲမှာအဆုတ်တီကြီးယောဂါကဘာကြောင့်ဖြစ်ရလဲပေါ့နော်ပြီးလို့ရှိအဆုတ်တီကြီးရဲ့လက္ခဏာတွေကရောပါတယ်လေတီကြီးယောဂါကကုသမြန်တဲ့ယောဂါတစ်ခုလို့လည်းပြောလို့ရတယ်ဆိုတာဟုတ်လားဆိုတာကိုဝီကမျှဝေပေးခြင်းပါတယ်နော်အဆုတ်တီကြီးယောဂါရှိနေတဲ့ဒီတယောက်ဆိုလို့ရှိရင်ပေါ့နော်တယောက်ကနေတယောက်စီကိုလေထဲကနေတစ်စီတီကကုသနိုင်တယ်ဒီပီပိုးရှိနေတဲ့လူတယောက်ကစကားပြောတော့မယ်ဆိုလို့ရှိရင်ချောင်းဆိုးမယ်နှာချေမယ်တခင်းဆိုးမယ်ဆိုရင်ပေါ့နော်ဒီဘက်ထရီးယားကနေပြီးတော့လေထဲကိုပြန့်လာမှာပါတယ်အဲ့ဒီခါဆိုလို့ရှိရင်လေထဲမှာအချိန်တစ်ခုထိပေါ့နော်ရှိနေတဲ့အတွက်ကြောင့်မလို့ရှူမိလိုက်တဲ့သူကပို့ပြီးတော့ကုသခံရမှာဖြစ်ပါတယ်ဒါကြောင့်မို့လို့ဒီဖြစ်နေတဲ့သူတွေဆိုလို့ရှိရင်လက်ဆွဲနှုတ်ဆက်တာအစားအသောက်တွေမျှဝေစားတာအဲ့ရအိမ်သာအတူတုံးတာသွားပို့တန်အတူတုံးတာမန်းလျှောက်ရာကနေပြီးတော့မကူးဆက်နိုင်ပါဘူးเนาะနောက်တစ်ခုမှဆိုလို့ရှိရင်ပေါ့နော်လူတစ်ယောက်ကဒီပိုးကိုရှူမိပြီးဆိုလို့ရှိရင်ဒီပိုးကနေအဆုတ်ထဲမှာပွားလာတယ်ပြီးလို့ရှိရင်သွေးကနေတစ်စီခန္ဓာကိုယ်တခြားနေရာတွေမှာလည်းသူကဖြစ်စီရပေါ့နော်ဥပမာကြောက်ကတ်တို့လိုမျိုးပေါ့နော်အဆုတ်တီကတော့ကူးဆက်တာမြန်တယ်နောက်တစ်ခုမှဆိုလို့ရှိရင်ဒီပိုးကကိုယ်နဲ့လက်ပွန်းတီးနေတဲ့သူနေ့တိုင်းလိုအနီးကပ်နေတဲ့သူစီကနေပြီးတော့ပဲကူးတာများပါတယ်เนาะဥပမာမိသားစုဝင်တွေလောက်ဖို့ခိုင်ဘတ်တွေတငယ်ချင်းတွေဒါကကူးဆက်ဖို့လွယ်ကူပါတယ်เนาะဒါဆိုလို့ရှိရင်ဒီ effective ရဲ့လက္ခဏာကပါလဲပေါ့เนาะတကယ်လို့အောင်းနေတဲ့ TB လက္ခဏာဆိုလို့ရှိရင် TB ပိုးတော့ရှိနေပေမဲ့လည်းကိုယ်ခံအားကဖိနှိပ်ထားတဲ့အတွက်ကြောင့်မလို့ပါလက္ခဏာမှာတော့ဒီမပြဘူးပေါ့เนาะ TB ပိုးကလည်းသူကဆက်မပွားနိုင်လို့ဒီလူကလည်းလက္ခဏာမပြဘူးနေမကောင်းလည်းမဖြစ်ဘူးသူများကိုလည်းသူကမကူဘူးပေါ့เนาะသွေးစိတ်ကြီးမှပဲသိတာများတယ်ရင်ဘတ်တက်မှန်တွေတလိပ်တွေမှာဆိုလို့ရှိရင်ပိုးမရှိပေါ့เนาะတစ်ခုမှဆိုလို့ရှိရင်ဒီခုခံအားနေပြီးတော့ထိုင်လို့မရနိုင်တဲ့အခါမှာဆိုလို့ရှိရင်ပေါ့เนาะ TB ပိုးတွေကဆက်ပွားလာပြီးတော့တကယ် TB ယောဂအဆိပ်ကိုရောက်သွားတယ်ဒါဆိုလို့ရှိရင်လက္ခဏာတွေပြတာပေါ့เนาะ၃ဘက်နဲ့အထက်ချောင်းဆိုးတာမျိုးတွေသုံးဘက်နဲ့အထက်ဖြားနေတာမျိုးတွေပိန်သွားတာမျိုးတွေချောင်းဆိုးရင်တလိုက်တာမဟုတ်သွေးပါနေတာမျိုးတွေညဘက်တွေမှာဆိုလို့ရှိရင်ဆွေးစိတ်ပြန်နေတာမျိုးတွေညနေဆောင်ဆိုလို့ရှိရင်အဖျားတက်လာပြီးချမ်းတုံပြီးတော့ဖျားလာတာမျိုးတွေရင်ဘတ်အောက်တာမျိုးတွေဒါတွေကစာဖြစ်တတ်စေတယ်နော်ဒါကိုသူများကိုလည်းကူးဆက်နိုင်တဲ့အတွက်အထူးထူးရောက်ကုသခံယူမှုခံယူသိတယ်ပေါ့နော်အဲဆိုလို့ရှိရင်ဘသူတွေစီမှာအဆောက်တီပို့ပြီးတော့ဖြစ်နိုင်တယ်ဆိုလို့ရှိရင်ကုခံအားမကောင်းတဲ့သူတွေပေါ့နော်ဥပမာ HIV AIDS ရှိနေတဲ့သူတွေစီးချိုယောဂရှိနေတဲ့သူတွေကြောက်ကက်ပျက်စီးနေတဲ့သူတွေကင်ဆာယောဂရှိနေတဲ့သူတွေเนาะကိုအင်္ဂါအစားထိုးထားလို့ခုခံအားထိတ်ရှိသေးတောက်နေတဲ့သူတွေအာဟာရစားချိုးတဲ့နေတဲ့သူတွေနောက်ပြီးလို့ရှိရင်ကလေးငယ်တွေအသက်အရွယ်ကြီးတဲ့သူတွေဆိုလို့ရှိရင်ပို့ပြီးတော့ဖြစ်တတ်ပါတယ်เนาะဒါဆိုလို့ရှိရင်ဒီအဆုတ်တီကိုဘယ်လိုကာကွယ်နိုင်မလဲဆိုလို့ရှိရင်ဥပမာကိုကအဆုတ်တီဖြစ်နေဆိုလို့ရှိရင်အဲ့ပါပဲနေပါအလုပ်တွေကြောင်းနေမသွားနဲ့အခန်းတွေခွဲပြီးတော့အဲ့เนาะအခန်းကိုလေဝင်နေထွက်ကောင်းအောင်ထားဘယ်လိုကိုကချောင်းဆိုးပြီးတိုင်းနှာချီပြီးတော့အောက်ကရင်ဘတ်တွေခုခုပေါ့နော်လူများနဲ့ထိတွေ့ပြီးတော့စကားပြောဖို့လို့ဆိုလို့ရှိရင်နှာခေါင်းတွေစီးတာပေါ့နော်ပြီးလို့ရှိရင်ဆေးကိုလည်းပတ်လက်အောင်တောက်မတောက်လို့ဆေးရင်ပါတီဖြစ်လာပြီးဆိုလို့ရှိရင်လည်းဒါကခုဆက်တာလွယ်စီတစေတာပေါ့နော်ဒါဆိုလို့ရှိရင်အဆုတ်တီဘာတော့ကြောက်ဖြစ်စေလဲဘလို့ကာကွယ်ရမလဲဆိုတာကိုအားလုံးသိကြပြီးလို့ထင်ပါတယ်နော်ဗီဒီယိုရဲ့ channel နောက်ထပ်ဗီဒီယိုတွေကိုကြည့်ရှုနိုင်ဖို့အတွက် notification လေးနဲ့ subscribe လေးလုပ်ပေးသွားဖို့မမေ့ပါနဲ့နော်